လုံးစုံတစ်ပုံတော့အားလုံးပဲမော်နေမှာအခုဆိုရင်တော့ကျွန်တော်တို့အပိုင်းထပြေးဖို့ဟိုတယ်ကနေစပြီးတော့ထွက်ခွာလာပြီဖြစ်ပါတယ် breakfast စားရကြနေနေထွက်သွားတယ်ပေါ့နော်စားနေမထွက်ခင်တည်းကပြေးဖို့အတွက်ရည်ရွယ်ထားတာပေါ့နော်ကျွန်တော်ညောင်ဦးကနေပြီးတော့ဒီနေ့ကတော့အာရနာပြားဟိုပြေးမှာပဲဖြစ်ပါတယ်ကီလိုမီတာဘယ်လောက်ရှိလဲမသိဘူးပြီးမှ Google Map ကနေထောက်ရှင်းဟိုဖုန်းမှာဟိုကတုတ်ထားလေရတယ်ဟို application နဲ့မှတ်ထားတယ် Starbucks ရှိတယ်ဒါရွှေစည်းကုန်းကဒီကနေတက်သွားရွှေစည်းကုန်းကြောက်တယ်ပေါ့နော်ကျွန်တော်တို့တဲတဲ့နေရာနဲ့ရွှေစည်းကုန်းနဲ့နီးရောကျွန်တော်ဒီမှာလည်းဆက်ထွက်ပြီပေါ့နော်ကျွန်တော်ဒီကနေပြီးတော့ကမ်းညာလေးကိုဖြတ်ပြီးတော့စပြီးပြေးမှာပဲဖြစ်ပါတယ်ပြေးခင်ဟောကြောလေးပါလည်းမလျှော့တော့နော်အမှန်ကြောလေးပါလည်းလျှော့တော့ဟိုမှာဒီတိုင်းပဲပြေးမှဆိုအားကောင်းလိုက်ဟုတ်တယ်မဟုတ်လားကြောက်ပြီးကျွန်တော်ဒါကို record ယူမှာဆိုတော့2ယောက်တော့တူတူပြေးလို့မရဘူးတစ်ယောက်တစ်လက်ရှိုက်ပြီးတော့ပြေးမှာဒါပေမဲ့2ယောက်တူတူပြေးတဲ့အချိန်လည်းရှိမှာပေါ့နော် record တော့အမြဲတောက်လျှောက်တော့မလုံနိုင်ဘူးပေါ့နော် Yeah, can't fool flexing cause they know I got the sauce. Got the presents on me, I can't ever take it off. That's why I came, country boys stepping, yeah. ဒီနေ့နဲ့စောစောလေးထွက်လာရင်တော့ကျွန်တော်ကိုကောင်းတယ်ခုကတော့နေအောင်ကြည့်ရတာနည်းနည်းတော့ရှိဒါပေမဲ့အရင်ကမပူသေးဒီလိုတော့ကောင်းတယ်ခုကကျွန်တော်ပြေးလာရင်ရွှေစည်းဝင်ရှေ့ရောရောက်လာပေါ့နော်ချောလာနေလေးစပြေးလိုက်ပါအောင် I might take offense if you tell me that you doubt it. It's just what it is, yeah, I'm known to make it rowdy. Then I'm for the fit, and I drive a wide body. Who you know, but like this, nobody. Can't go slow, I gotta hit that body. I'm the top, for the top, I can't never take a break. Yeah, I'm hot, and you not, that's why all my records bang. Oh, it's been a long, hard road, gotta go home. Yeah, 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 yeah. Oh, and I know you love the way that I'm gon' keep going. Yeah, yeah, yeah. Can't do flexing cause they know I got the sauce. Got the presents on me, I can't ever take it off. That's why I came, country boy stepping. Yeah, I'm country boy stepping. Country boy stepping. Yeah, I'm country boy stepping. Yeah, they can't get like me. Rocking boots and white tee. Designer. ခုကတော့ကျွန်တော်ညောင်ဦးကနေပြေးလာတာကိုကထီးလို့မင်းလို့ဘုရားပြောရောက်ပြီနော်ရေငက်လို့ရေဒူးတော့ဘယ်တော့မှမရမင်း20လောက်ပဲပြေးရသေးတယ်မောနေပြီဒီတိုင်းလည်းဝယ်ဖို့မိသွားတော့ဟောထီးလို့မင်းလို့ရောက်လာပြီဈေးကပြေးဆူတောင်းပြပြရပါโอเคရေစမ်းတော့တွေ့ရေစမ်းဘူးလားဘူးသေးရှိလားဘူးသေးမရှိဘူးသေးရအသုံးနဲ့ကုန်အော်ခုမှတည်းဟောကေပေးနဲ့ရလားကေပေးရတယ်ရမရဘူးနော်အော်ဒီပေးပေးပါမဆိုလိုက်ယူပေးမယ်လေမဟုတ်ကားကပြေးလာတာဆိုတော့ရထားအာရလားအော်ရတယ်ကိုမဟုတ်ဟိုကကျွန်တော်ဟိုကကေပေးနဲ့ပေးတယ်ကေပေးလေဟာရေမသားရဝဲတော့ဘောဟာရေမသားတော့ဟုတ်ပါဗျာတူမခါဗျာတူမခါစံပဲနေရာမှာဒီလိုမျိုးနဲ့ထွက်တူမခါဗျာ
ပကံမှာပြေးတော့ဝင်မပြေးလဲလို့ဟိုပကံ trail run နှစ်ယောက်တည်းပြေးရပါချင်းမနာဖျားရောက်ပြီဟောရင်မနာဖျား sorry ပါကတော့ရင်မနာဖျားရောက်လာပြီဖြစ်ပါတယ် ဟုတ်တယ်နော်ကျွန်တော်ရဲ့လမ်းကြပန်းနိုင်တဲ့အာရနာပြန်ပြီးပါရှိတယ်ပေါ့ဒီပါနေကျွန်တော်ရွှေစည်းကုန်းဘုရားနေဒီလာတာ15မိနစ်ပဲကြာပါတယ်ဘာသာစားပါပြေးလိုက်လမ်းလျှောက်လိုက်ဒီစိတ်လာတော့နော်အဲ့မှာ location လေးပါလိကြည့်ရေရဝယ်တော့တယ်အဲဒီပကံမှာပြေးခြင်းနဲ့ရှင်မန်းကြတဲ့ခုတော့ပြေးသွားပြီပဲဖြစ်ပါလိမ့်ကျွန်တော်ဒီနေ့မနေ့ကအစီအစဉ် plan ဆွဲတာပေါ့နော်ဒီနေ့သွားဖို့အတွက် e-bike ငါးရဲဆိုင်အောင်ချိန်လာတာကျွန်တော် e-bike မှန်ပုံမှန်တော့သူတို့ e-bike တွေကိုဟိုတယ်ထိလာပို့ပေးရပေါ့ဒါမဲ့လည်းကျွန်တော်မနေ့ပိုင်းပြေးတဲ့အစီအစဉ်လေးပါထဲလို့ရအောင်အဲ e-bike ရှိတဲ့နေအောင်ပြေးပါပေါ့နော်ဆိုပြီးလှုပ်ထား e-bike တင်လာဒီအာရနာဘုရားကြီးမှာရှိတာပါဒီကနေပြီးတော့ကျွန်တော် e-bike ယူပြီးတော့ခန်းပြန်ပါပေါ့ကွာဒါနောက်ပေါ့ရကျွန်တော်ရောက်လာဖရာကြီးရဲ့ဟိုဘက်ပေါက်ပေါ့နော်နောက်ပေါက်လို့ပြောမှာ ပိတ်သွား နောက်ပေါက်လို့ပြောမှာမသိဘူးဟမ် ပိတ်သွားရှေ့ကိုပြန်ရတယ်မေးတယ် အဲဒီဘက်ပတ်ပေါက်လို့ရအောင်မသိ မေးကြည့်တာ ပြကောင်းတယ်နော် ဘူးအရှိဘက်ကိုဒီဘက်ကနေပတ်သွားလို့ရလားမသိ နောက်ပါဘူး ဟောဟိုကမဟုတ်ဒီဘက်ဖြတ်သွားလို့ရတယ်ဟုတ်ကဲ့ဟုတ်ကဲ့ဒီဘက်နဲ့ဟုတ်ပါဟုတ်ကဲ့ဒီကျော်ကနေတွားအောင်ပါနော်အပြေလားချောက်ကဲတော့တော်ကြီးရောလမ်းညွှန်ပေးလိုက်တယ်ကျွန်တော်ဒီဘက်ကနေဘုန်းကြီးကျောင်းဘက်ကနေဖြတ်သွားအောင်နော်ဘုန်းကြီးကျောင်းထဲမှာတော့ဘုန်းကြီးကျောင်းတော့မဟုတ်တော့သေးဟောတော့ဘုန်းကြီးကျောင်းအပြင်ဘက်ကဆိုတော့ချောက်ကင်းလေးလောက်ပဲတော့နော်Ali am soဆိုင်ကိုလေကိုကြီးလေကိုရတဲ့တဲ့ဒီကုန်းလေးမကောင်းဟောဒါအိမ်နာမနေ့ကဒီဘက်မှာအိမ်နာမမိပါအိမ်နာလမ်းအောင်ပေါက်သွားဟုတ်ပါကျွန်တော်ဒီအနောက်လမ်းကြားရထွက်လာအောင်နော်အခုဆိုရင်တော့အနန္ဒဘုရားကိုရောက်လာပါပြီဗျာဟိုရအေးပါမမတော့ဆိုသေးပြီ မွန်နဲ့တူ ရောက်ပါပြီဗျာကျွန်တော်ဒီဘက်မှာလာတဲ့
ဆိုင်လေးပဲဖြစ်ပါတယ်ဒီဆိုင်လေးအရန်သဘောကောင်းတယ်ဒီမနေ့ကကျွန်တော်ပကြီးပိုင်းဆွဲတယ်ပကြီးဆွဲပြီးတော့ကော်ဖီပိုင်းတောက်ထားပါတော့ဟာရှာ ဒီတော့ဘိုးဘိုးကြောက်ငါမ မတအောင်မ အဲ့လိုပြောမပြေတော့အောင်လို့ပြန်ပြန်တော့ကြောက်လားမသိဘူးလို့အဲ့ပြောနေ အော်မတက်ကမနိုးလို့ ရအေးစတဲ့အောင်လားဒီနေ့တောင်မလားရေးတောင်မလား ဒီ ဒီနေ့တောင်မလား ပြပါလေ ရှိပါတယ်ဟုတ် ဒီနေ့တော့ချင်းဒီနေ့တောင်ငါတက်ခိုင်း ဟုတ်ကဲ့ဟုတ်ကဲ့ အဲ့ကလေးကနေမော်ထိုင်နေခိုင်း တော့ဒါတော့နော်အဲ့ဒါမှမဆို ဆောင်းတော့ပိုင်းမှာကောင်းတာဒီလိုစီအပြေးတာဒီချက်ပူးတယ်ဒါဒီနေ့မိုးအေးတယ် ဟုတ်ကဲ့ အေးတယ် မနေ့စောစောဆိုကောင်းတယ်6နိုင်လောက်ဆိုတော့ကောင်းပါထွက်လာလဲနောက်ကျသွား ဟုတ် တော့ တယ်ပူးလာရင်လားအဲ့တော့မှအဲ့ဒီချင်းကမပြေးလာတော့ဘူးလို့ပူးလာပြီပြန်ပြန်သွားကြရလားမသိဘူးလေလို့ငါလည်းဖုန်းနဲ့ပဲတောင်းမထားလိုက်အောင်မေးတော့မကြည့်ရဘူးလို့ ဘာလို့လဲမရညဘာပြည့်သေးပါလား ဗျာ ဟိုမရလို့ အဲ့လိုအပြည့်ထိပါလား ဒီတိုင်ပွဲ တော့ ပါ တော့ရင်တော့ပြေး ကလုံးမာတော့ပြေးလိုက်တယ်ဒီပကံမာတော့မပါလိုက်ဘူးဟုတ်ကဲ့ ပါလာခဲ့နော်ဒီအဲ့မှာကလောအဲ့နာမှာလာလို့ဒီချက်ဝင်ကြတယ်ဒီလား ဟုတ်ကဲ့လို့တော့ ဝင်ကြီးတယ် ပြီးတော့နှစ်ကလေ ဟုတ်ကဲ့ဟုတ်ကဲ့ဒီနေ့ကမပြေးလိုက်အောင်ဒီနေ့တော့ပြေးမယ်ဒီနေ့ ဒီ လို့ ပြေးလာခဲ့နော် ဟုတ်ကဲ့ နော်မကြီးစကြတဲ့လူရှိတယ်ခေါ်ခဲ့ဒီစီဒီမှာနာ ဟုတ်ကဲ့ ဒါကြအဲ့မှာတို့အတိပါတယ်ဒီလားဆွေးနေကြကောင်းလေးလေဟုတ်တယ်ဒါတော့အဲ့လိုလိုက်ဆွဲလိုက်ပြီးပြေးကြတာနော်